အားလုံးပဲမင်္ဂလာပါ Voice Note မြန်မာ Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မဖဲဝါကိုဖမ်းမဲ့ကဝေအပိုင်း1အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူကိုကျော်မင်းဦးပါအပိုင်း1ကျွဲလူအိမ်တရေအောက်ပြည်ကိုတာတီရော်တော့ငါဗျကျွန်တော်တို့ထနောင်းကုန်းကကိုညွန့်မောင်နဲ့လိုက်သွားတော့ဟာလေကိုညွန့်မောင်ဆိုတာတစ်နှစ်ကိုတစ်ခါအောက်ပြည်သွားပြီးငါတလောက်ငပိကောင်ဝယ်တာလေဗျာရာဇူတိုင်းငါတလောက်ဆိုတာလွတ်နမယ်ကြီးတာဗျရာဇူတိုင်းဆိုတာမော်ကျွန်းထက်ဘက်ကမြစ်ကြီးလေဗျာမြကြီးကျဲကြီးတဲ့မှာငါတလောက်ပိုက်ချတဲ့လှေတွေမှအများကြီးပဲဗျကျုပ်ကညာသားဆိုပေမဲ့ပင်လယ်ဘက်လည်းရောက်ဘူးတယ်ဗျကျုပ်တို့ရွာကကိုစိတ်ဖွားနဲ့ဗိတ်ပတ်လိုက်တဲ့အသွားတဲ့အကြောင်းကိုကျွန်တော်ရေးခဲ့တဲ့ပင်လယ်ဆုံးဝတ္ထုမှာဖတ်ကြည့်ပေါ့ဗျအခုတော့ကိုညွန့်မောင်ငါတလောက်ငပိကောင်ဝယ်တဲ့စီကိုကျွန်တော်ရောက်လာတာဗျရာဇူတန်ရွာမှာပဲကျွန်တော်တို့တဲကြတာဗျအောက်ပြည်တလေးကကျွန်တော်တို့အညာတလေးနဲ့တော့မတူဘူးပေါ့ဗျာကျွန်တော်တို့စီမှာတဲချောင်းတွေပဲရှိတယ်မို့လားဒီမှာကမြစ်တွေချောင်းတွေဆိုတော့လက်ရက်ထိုးကိုရှိနေတာဗျကျုပ်တို့အညာကတော့ကုန်းခေါင်အောင်တွေဆိုဘယ်သွားလှဲနဲ့နွားကိုပဲအားကိုးနေရတာလေဒီမှာတော့ဘယ်သွားလေကလေးတွေနဲ့ဗျ10တောင်လေ12တောင်လေတွေကိုလှော်တဲ့နဲ့လှော်ကြခတ်ကြပေါ့ဗျာလေနံတစ်ဖက်စီမှာခတ်တိုင်တစ်တိုင်စီရှိတယ်လေဗျာခတ်တိုင်ထဲမှာပါတဲ့အထစ်ကလေးတွေမှာခတ်တက်မှာတက်ထားတဲ့ခတ်ကွင်းကိုစုပ်ပြီးခတ်ရတာလေဗျလေကက်ကောင်းရင်ရိတ်ကနေနေအောင်သွားတာဗျလေထဲမှာကလေကက်ခင်းထားတာဆိုတော့ကြနထိုင်လိုက်လို့ရတာပေါ့ဗျာလေထဲကိုစိတ်ဝင်နေတဲ့ရေကိုတော့ရေပတ်ကန်ထဲမှာရေပတ်ခွက်နဲ့ခတ်ထုတ်ရတယ်ရေပတ်ခွက်ဆိုတာဝဘိုးချမ်းကိုလှုပ်ထားတာဗျလက်ကင်ဖို့အချိုက်လေးလည်းပါတယ်ဒါပေမဲ့လှေဆက်ထားတဲ့ပြင်ဆက်တွေကြားမှာပွညက်နဲ့တေချာထေးထားတာဆိုတော့ရေလုံနေတာဗျလှေထဲကိုရေသိမ့်မဝင်ပါဘူးလှေကပဲ့ဘက်ကောဥပတ်ရောကော့နေတာဆိုတော့လှေထဲကိုဝင်လာတဲ့ရေကရေပတ်ကန်ထဲကိုရောက်လာပြီးစုတော့တာပေါ့ဗျာကိုညွန့်မောင်နဲ့ကျုပ်နဲ့ကိုညွန့်ဆိုတဲ့ကောင်လေးလိုက်ပို့တာဗျဒီကောင်လေးကအသက်10နှစ်သားလောက်ပဲရှိအောင်မယ်လှေတော်တာလှေခတ်တာများကျွမ်းကျင်လိုက်တာပြောမနေပါနဲ့တော့ဗျအညာသားဆိုပဲကျုပ်ကရေကိုကျွမ်းကျင်ကူးနိုင်တဲ့ကောင်ဗျဒါတီဆိုတဲ့ကောင်ကလည်းငယ်လေးတဲ့ကရင်းချောင်းထဲမှာရေကူးလိုက်တဲထဲမှာလိုက်ပြီးပရစ်နှိုက်လိုက်လှုပ်နေတဲ့ကောင်ပဲဗျရေကူးတတ်ပါပြီလားအုံညွန့်ကကျုပ်တို့ကိုလှေတစ်စီးနဲ့ချောင်းကျိုချောင်းကြားနှံ့လိုက်ပို့တာဗျချောင်းချင်းကလေးထဲမှာဘဲချန်တွေလှုပ်ပြီးကြောင်းနေတဲ့ဘဲအုပ်တွေဆိုတာအကောင်ရာနဲ့ကြီးရှိနေတာဗျဘဲကြောင်းသားကလည်းလှေတစ်စီးနဲ့ပဲဗျလော်တဲ့နဲ့ရေကိုဖြန်းကနေရိုက်လိုက်သူ့ဘဲအုပ်ကသူ့လိုချင်တဲ့ဘက်ကိုကူးကြရောဗျချောင်းဘေးကလက်တာပြင်မာတဲမှာငပြန်တွေဆိုတာတစ်ဖြက်ခုံနေတာဗျကနန်းနီလေးတွေကလည်းလက်တာထဲမှာဟိုပြေးဒီပြေးနေဗျအဲ့ဒီလက်တာပြင်ထဲမှာအမွေတို့ချိတ်နေတဲ့လူတွေလည်းရှိတယ်ဗျအမွေတို့ချိတ်ဆိုတာဒဇင်အကျိုးနဲ့လှုပ်ထားတဲ့တံပြားကောက်လေးပေါ့ဗျဝလုံးတလန်တတာလောက်အထိတ်မှာအဲ့ဒီချိတ်ကောက်ကိုတက်ထားတာဗျပြီးရင်အဲ့ဒီဝလုံးကိုလေထဲမှာလွှဲပြီးလက်တာထဲကအမွေတို့ကိုချိတ်ရတာဗျအမွေတို့ကကောက်ထားတဲ့တန်ကြိတ်ကလေးမှာညှက်ပြီးပါလာတာပေါ့ဗျာသူ့တလေးနဲ့သူတော့တော်တော်အဆင်ပြေတာဗျချောင်းကပားမှာတော့စကရုံးပင်တွေကိုရန်ကြီးပင်တွေစွန်းမွေးပင်တွေကစွန်းပင်တွေခရမ်းပြပင်ပွင့်လေးတွေပွင့်တဲ့ခရပင်တွေလမှုပင်တွေနဲ့ပေါ့ဗျာကျုပ်တို့ညာမှာတော့နွားသုံးကြတာပေါ့ဗျာအောက်ပြည်မှာကျွဲသုံးတာဗျမိုးရီရီတွေများတဲ့ဒေသဆိုတော့ကျွဲသုံးကြရတာပေါ့ဗျာကျုပ်ဖြစ်ကျွဲနာကိုကောက်မကောက်ဘူးနာဗျဂျိုကြီးတွေကလည်းရှည်ကိုကြီးတွေလေဗျာဒါတီဆိုတဲ့ကျုပ်ကနွားဆိုလွှတ်ကျွမ်းကျင်တာဗျကျွဲကြတော့ကျုပ်အနားကိုမတည်ရဘူးဗျကျုပ်တို့အညာမှာနွားတွေရွှွန့်လူတယ်ဆိုတာဘယ်ရှိမှာတော့ဗျကျွဲကြတော့ရွှွန့်လူတယ်ဗျသူတို့ပြောတာတော့ကျွဲဆိုတော့လူချပေးရတယ်ဆိုပဲသူတို့တွေစီမှာကျွဲလူအိုင်ကြီးရှိတယ်ဗျညောအိုင်တွေပေါ့ဗျာကျွဲ၄ကောင်၅ကောင်ဆင်းပြီးလူနိုင်လောက်အောင်ကျဲတယ်ဗျကျွဲတွေကိုလူချဖို့မောင်းသွားတဲ့ကျွဲလူအိုင်ရောက်ရင်လူချပေးရတာပေါ့ဗျာကျွဲကြီးတွေကရွှွန့်ညွန်တွေထဲမှာတကူလုံးစိတ်ပြီးနေကြတာဗျခေါင်းလေးပဲဖော်ထားတာကျွဲလူအိုင်တွေတက်လာတော့မှချောင်းထဲကိုမောင်းချပြီးရေချိုးခိုင်းရတာချောင်းထဲမှာရေစိမ်နေတော့ရေထဲမှာတကူလုံးငုပ်ပြီးစိမ်ကြတာဗျဖူးဆိုတဲ့နှာမုတ်တန်ကြီးတွေနဲ့ရေထဲကနေပေါ်လာတဲ့ကျွေးကြီးတွေကြည့်ရတာကြည့်လို့ကောင်းတယ်ဗျာဒါကတော့အောက်ပြည်ရဲ့ဒလေးပေါ့ဗျာကိုညွန့်မောင်ရဲ့ငါတလောက်ငပိကောင်ကငါတလောက်ပိုက်ချတဲ့အိမ်ဒီမှာလိုက်ဝယ်ရတာဟုတ်ဗျာတနေရာထဲမှာမြဝယ်လို့ရတာမှမဟုတ်တာရာဇူတန်ရန်ဒီတက်ချောင်းကိုချောင်းဘက်ကိုသွားဝယ်ပြီးကျုပ်တို့ကပြန်လာကြရတော့လိုက်ပို့တဲ့အုံညွန့်ကရေစင်းတရားလေးဘေးကိုလှေထိုးဆိုင်လိုက်တယ်လှေစင်းမြင့်တက်ဆိုပေမဲ့လည်းလှေကတရားပေါ်ပြန်တက်တာလည်းမတက်ရင်ကိုယ်ရုပ်ကာယဖြစ်တာပဲဗျာခြေတော်တစ်ဖက်ကိုလှေထဲမှာထိန်းထားပြီးတက်ရတာအောက်ပြည်ကရွာတွေဆိုတာချောင်းကမ်းပေးမှာတန်းပြီးတည်ကြတာအိမ်ဒီချန်ဒီဥယျာဉ်တွေကလည်းချောင်းကမ်းပေးမှာပဲတန်းပြီးရှိနေကြတာဗျအိမ်တိုင်းမှာချောင်းတွေကိုဆင်းနေတဲ့ရေစင်းတရားလေးတွေနဲ့ဗျအဲ့ဒီတရားလေးတွေမှာလေတစ်စင်းလောက်ကတော့အမြဲချီထားကြတာကျုပ်တို့တဲတဲ့အိမ်ကရာဇူတိုင်းတကြီးဥဖိုးစင်ရဲ့အိမ်ဗျကျုပ်တို့ကိုလိုက်ပို့တဲ့အုံညွန့်ကတကြီးဥဖိုးစင်ရဲ့စင်းကကိုတွန့်ရသားဗျကျုပ်တို့တကြီးအိမ်ကိုတက်လာတော့တကြီးအိမ်ပေါ်မှာလူတွေရောက်နေကြတယ်ဗျရွာတွေကရွာသားတွေဘာမှမှုခင်းဖြစ်လို့လဲဆိုကျုပ်ကနားဆွရင်အိမ်ပေါ်တက်လာတာဗျတကြီးရဲ့အိမ်ကတစ်ထက်အိမ်ဗျဒါပေမဲ့တော်တော်လေးတော့ကျေပါတယ်ဟောကျုပ်ရဲ့တဲ့တွေတော့ပြန်လာပြီပဲတကြီးကပြောလိုက်တော့ထိုင်နေတဲ့လူတွေကကျုပ်တို့လှည့်ကြည့်ကြတယ်အားလုံး6ယောက်ဗျ
ဒါထနောင်းကုန်းကကျုပ်ကြီးဘိုးတင်ရတာညွတ်မောင်တဲ့ဗျဟိုတငယ်ကညွတ်မောင်နဲ့ပါလာတာလေမောင်တာတီတဲ့ဗျသူတို့ရက်မှာပြန်ရောက်မှုငါတလောက်50နဲ့လာဝဲတာလေဗျအဲ့ဒါခင်ဗျားတို့လည်းသတင်းနည်းနည်းပါဖြန့်လိုက်ကြပါဦးဗျငါတလောက်ငပိကောင်ရောက်ဖို့ရှိရဒီကဝဲတယ်လို့ဈေးကတော့ပေါက်ဈေးပဲပေါ့ဗျာကဲညွတ်မောင်ရဲ့မောင်တာတီရောထိုင်ကြကျုပ်တို့လည်းတကြီးနဲ့မလန့်မကမှဝင်ထိုင်လိုက်ကြတယ်အေးငါရွှေမင်းစောစောကစကားကိုဆက်စမ်းပါဦးကွာတကြီးကကိုရွှေဆိုတဲ့လူပြောတယ်အသားညွညွခတ်ထွားထားတဲ့ကိုရွှေဆိုတဲ့လူကကျုပ်တို့အိမ်ပေါ်တက်လာလို့ပြတ်သွားတဲ့စကားကိုပြန်ဆက်တယ်ဗျဒီလိုတကြီးကျုပ်လေတဲ့ကကျွေးလူအိမ်ကိုတကြီးသိတယ်မို့လားကျွေးလူအိမ်ဟာငါရွှေရဲ့မင်းလွယ်ထဲမှာကျွေးလူအိမ်က2အိမ်အောင်ရှိတာမို့လားဘယ်အိမ်ပြောတာတော့ဟိုအိမ်တကြီးကကနဆိုပင်ကြီးရှိတဲ့အိမ်လေဗျာဩအေးဒါဆိုသိပြီလမူတော်ကြီးရှိတဲ့အိမ်ပေါ့ဟုတ်တယ်အေးဒါအဲ့ဒါဘာဖြစ်လို့တော့လွန်ခဲ့တဲ့3-4ရက်ကကျုပ်တို့ကျွဲတွေလူချပြီးပြန်တက်လာတယ်ကျွဲတော်ကောင်ပေါ်မှာပစိုးအကွက်ကြီးဝတ်ထားတဲ့အင်ဂျီကိုတိုးလုံးနဲ့လူကြီးတယောက်စီးပြီးပါလာတယ်တဲ့ဗျာအရွယ်ကရိုးလူရွယ်ပဲတဲ့တကြီးသပင်စုပ်ဖွားကြီးတဲ့မျိုးလုံးကြီးတွေကနီနီရဲရဲကြီးတွေဆိုပဲဘသူကတွေ့တာတော့ကျုပ်သား50တွေ့တာဗျာတကြီးရဲ့ဟုတ်လား50ကဘာလုပ်လိုက်တော့တကြီးကဒီကောင်လေးကတောင်ကြောက်တတ်တဲ့ကောင်လေးမှမဟုတ်တာလက်ထဲကလေးခွားနဲ့လှမ်းပစ်လိုက်တယ်တဲ့ဗျာအဲ့ဒီလူကကျွဲပေါ်ကနေနောက်ကျွန်းတို့ပစ်ပြီးပျောက်သွားရတယ်ဗျအဲ့တော့မှတရားမှန်သိပြီးကျွဲတို့ခတ်တော့မောင်းပြီးချောင်းထဲမှာရေသွားချရတယ်ဗျာတကြီးဘိုးစင်ကခေါင်း2ချက်လောက်ညှိပ်ပြီးတော့မှပြောတယ်အရွှေရဒါမျိုးတွေအဆန်းမှမဟုတ်တာကွာနာနာဘဝဝိနာဘဝတွေဆိုတာရှိကြတာပေါ့ကွာသူတို့လည်းသူတို့ဘာသာနေကြတာပါတခါတလေအကြောင်းတိုက်ဆိုင်တဲ့အခါမြင်ရတာပေါ့တိုက်ဆိုင်တာမဟုတ်ဘူးတကြီးရဲ့တမင်ပြတာအဲ့ဒီညပဲကျုပ်သား50ဖျားလိုက်တယ်ပြောမနေပါနဲ့တော့ဗျာတကောင်လောက်ကြတော့ကြောင်ကနန်းတွေပြောရဗျပထမတော့ကျုပ်ကကြောင်ကနန်းတွေပြောတယ်ထင်နေတာနောက်တော့မှဒီကောင်ကကြမ်းမြုံလဝါနဲ့ဖျန်းကနေရိုက်ပြောတာဗျဟေးမင်းသား50ကပြောတာလားဘယ်ဟောမှလဲတကြီးဟာကျုပ်သားကိုသူမြင်ခဲ့တဲ့တေးကဝင်ပူးပြီးပြောတာဗျအေးဘာပြောတာတော့ငါရွှေရဲ့ငါကကျွေးလူအိုင်ရတရေကွာငါ့ကိုအမဲသားတပိတ်တာချက်နဲ့သမင်းဝအောင်ကျွေးမကျွေးနင်းသားကိုငါတက်ပြစ်မယ်လေဗျအေးဟုတ်လားဒါနဲ့မင်းကကျွေးရတာပေါ့ဗျာပြူသွားမဲသားဝယ်တေးချာချက်ပြီးသကောထဲမှာငပြောဘက်ခင်းသမင်းတွေဟင်းတွေပုံပြီးကျွေးလူအိုင်ရကနဆိုပင်ကြီးအောက်မှာသွားကျွေးလိုက်တာ50လဲဖျားတာချက်ချင်းယူပြလိုက်တယ်လို့ပဲပျောက်သွားတာပြုငတ်ရှာလို့ထင်ပါတယ်ကွာတခါတလေစားချင်းတောက်ချင်းလို့နေမှာပါကွာတခါတလေမဟုတ်ဘူးရတကြီးရဲ့ကျုပ်သားမြင်ပြီးနောက်တနေ့ဟိုးဘက်ကရေခမ်းချောင်းထဲမှာနေတဲ့ကိုတုံရဲ့သားငအေးလည်းဖြစ်တယ်ဗျငအေးကကျွေးလူအိုင်ကလမှုတော်ထဲမှာ6000ပြားကို၄ခွားနဲ့ပြစ်လိုက်တာဗျိုင်းကျသွားလို့သွားကောက်တာတဲ့ပြုလမှုဝေနေနားလဲရောက်အဲ့ဒီအကောင်ပဲဗျပစိုးကွက်တုံးကြီးနဲ့အင်ဂျီမပါဘူးတဲ့မျိုးလုံးနီနီကြီးတွေနဲ့တဲ့သပင်ကအရှိကြီးနဲ့တဲ့ဗျငအေးပြစ်လိုက်တဲ့ဗျိုင်းကိုပါဇက်ကြီးနဲ့ကြိုက်ထားတာတဲ့ဗျငအေးကိုမျိုးလုံးကြီးနီနီကြီးစိုက်ကြည့်နေတာတဲ့ပြုငအေးဆိုတော့ကောင်ငယ်တန်းပေါင်းအိုးပြီးပြေးတော့တာပဲအိမ်ရောက်တော့တတိလစ်နေလို့မနေ့ကနှာနဲ့ယူရတာတဲ့တကြီးရဲ့အေးအဲ့တော့ဖြစ်နေတာလားဟာဒီပေါင်းဗျာတကြီးကကြုတ်ပြောပြအောင်ပဲအဲ့ဒီကောင်လေးလည်းအဲ့ဒီညက်နေဖျားတာတယ်ဗျာဖျားရင်းနဲ့ကျွေးလို့ရတဲ့ဝင်ပူပြီးကြက်တဲ့ကောင်ချက်နဲ့ထမင်းကျွေးရမယ်လို့ဆိုလို့လို့တလို့ပဲသွားလှုပ်လိုက်မှပျောက်သွားတာတဲ့ဗျာငါရွှေတော်ဆိုးနေပြီကွာမင်းပြောပြီလို့ပဲကွာငါဒါဒီဘာမှကြားတာမဟုတ်တဲ့တကြီးရဲ့ပထမတစ်ခါကျုပ်သား50ဖြစ်တော့ကျုပ်လည်းစဝေးစွာဖြစ်နေတာဗျာဟိုမှာဟုတ်ရဲ့လားပေါ့ဗျာပြီးတော့တကြီးပြောသလိုတစ်ခါတလေဖြစ်နေတာပါလေးဆိုပြီးတွေးလိုက်မိတာဟုတ်ဗျာဒါပေမဲ့ကိုတုံသားငအေးထက်ဖြစ်တော့ကျုပ်နည်းနည်းစိုးရင်လာတာနဲ့တကြီးကိုပြောမှဆိုပြီးလာပြောတာဗျအေးငါဆရာတော်သွားပြီးတိုင်ပင်ကြည့်အောင်ကွာတကြီးကဆရာတော်အားကိုးပုံရတယ်ဗျဒါပေမဲ့ဒီစကားကိုလာပြောတဲ့ရောသားတွေကတိတ်ပြီးကြိုက်ပုံမရဘူးတကြီးကဒီကိစ္စဆရာတော်နဲ့ဘာအသိမဆိုင်ပါဘူးဗျဆရာကောင်းရှာပြီးနှင်ထုတ်လိုက်ပူကောင်းမယ်ဗျအေးဒီပူကောင်းတာတော့ဟုတ်တာပေါ့ကွာငါရွှေရဆရာဘယ်မှာသွားရှာအောင်မလို့မင်းမဆရာအဆက်တွေဘာတွေရှိလို့လားဆရာအဆက်တော့မရှိဘူးပေါ့ဗျဒီလိုပဲစုံစမ်းရမှာပေါ့နေအောင်ကိုရွှေကြီးရခင်ဗျားဆရာရှာနေတော့ဒီတေးကငြိမ်နေပါမလားမငြိမ်လဲဒီလိုပဲကျွေးမွေးထားရမှာပေါ့အခုအကံမြင့်ရဆရာရှာလို့ရမှာတော့ဒင်းကိုတွေ့တုတ်ပြရမှာပေါ့ဟိုကံမြင့်ထောက်ပြတော့တကြီးလဲစဉ်းစားနေပုံရတယ်ခေါင်းလေးတငိမ့်ငိမ့်လုပ်ပြီးတွေးနေတယ်ကိုရွှေလဲကိုကံမြင့်ဆိုတဲ့လူပြောတာပြောလိုက်တာဗျသူလဲဘာလို့ရင်ကောင်းမလဲဆိုပြီးစဉ်းစားနေပုံပဲဗျတကြီးရှိလားဗျအေးရှိတယ်ဘယ်သူတော့ဟာဗျာတိပြတာနဲ့ဘာများရေးကြီးနေလို့တော့အိမ်ထဲဝင်ခဲ့လေပြောတာဗျအချိန်ကမှောင်ရီတန်းနေပြီကျုပ်တို့တချောင်းဘက်ကပြန်ရောက်တယ်ညနေတော်စောင်းနေပြီတကြီးနဲ့ရွာသားတွေကျွေးလူရိုင်းတဲ့အကြောင်းပြောနေကြတယ်တော်တော်ကြာနေပြီပဲမောင်စားဘူးပြုတ်နေပြီပေါ့ဗျာစောဖေးပါလားရေးကြီးတော့ပြန်နေဘာဖြစ်လာတာတော့ကွာပစိုးတဲ့ခေါင်းမောင်းပြီးဝင်လာတဲ့စောဖေးဆိုတဲ့လူကအသက်40လောက်ရှိပြီဗျာတကြီးရှိမှခက်တုတ်ဝင်ထိုင်လိုက်တယ်တကြီးချောင်းဦးတရနာဒေါ်မဲစိန်ကြီးဆုံးသွားလို့ဗျာမမဲစိန်ကြီးဆုံးသွားပြီဟုတ်လားဘာဖြစ်တယ်မှလည်းမကြားမိပါလားမနေ့ကတော့ငါနဲ့ဆရာတော်အကြောင်းမှတွေ့သေးတာပဲစောဖေးရဲ့ဘာဖြစ်လို့တော့ကဘုံစားကြီးပါလားကိုရွှေတို့ကိုကံမြင့်တို့လည်းအံဟောပြီးတယောက်တစ်ပေါက်တွေပြောနေကြတာတကြီးအိမ်မှာဆူဖြစ်လို့ပေါ့ဗျာဘုံစားကြီးဆုံးတာတကြီးရဲ့ညနေရည်ကျွဲတွေသွားကြောင်းလိုက်မယ်ဆိုပြီးထွက်သွားတာတဲ့ကျွဲလူအိုင်နားလဲရောက်တော့သူ့ကျွဲတွေတွေ့တယ်ဗျာဒါပေမဲ့သူ့ကျွဲတွေပေါ်မှာပစိုးကတုံးကြီးနဲ့လူတယောက်တွေ့တယ်ဗျာ
အင်းကြီးမပါဘူးတဲ့ဇမင်ဖားလျာကြီးနဲ့မျက်လုံးနှင်းကြီးတွေနဲ့ဗျသူကျွဲတဲ့ကောင်စီးရတာတဲ့ဗျဒါနဲ့မမဲစင်ဟဲ့အဲ့ဒါငါကျွဲလို့လည်းပြောလိုက်ရကျွဲတွေကသူ့လိုက်ခတ်တော့တာပဲတဲ့ဗျအမတေမမဲစင်နဲ့အိမ်ရောက်အသက်လူကြီးပြေးရတာတော့တဲ့ဗျရွာထဲမှာငါနီးရောက်တော့နောက်တစ်ချက်လှည့်ကြည့်သေးတယ်တဲ့ဗျကျွဲပေါ်မှာအဲ့ဒီအကောင်ပါလာတာပဲတဲ့ဒါနဲ့သူ့အိမ်ရောက်ပြေးပြီးအိမ်ပေါ်တက်မှာတတိလစ်ပြီးဝုန်းကနေထိုးလဲတော့တာပဲတဲ့ဗျသူသားတွေလည်းအမေဘာဖြစ်လို့တုံးဆိုပြီးမနေ့ကတတိယလောက်ယူကြတဲ့တတိယပြန်ရတဲ့လားတကြီးကဝင်မေးတာဗျဒီတော့လာပြောတဲ့ကိုစောဖေးကသူ့ကောင်းမှာပေါင်းလာတဲ့ပစိုးကောင်းပေါင်းကိုဆွဲဖြုတ်လိုက်ပြီရတယ်တကြီးတတိတော့ပြန်ရတယ်တတိပြန်ရပြီအဲ့ဒီเจ้าတွေပြောနေသေးတယ်အဲ့ဒါတွေပြောပြီးစက္ကနဲ့တွန့်သွားပြီးမျက်ဖြူကြီးလန်သွားတာတဲ့ဗျအားဆိုပြီးအတန်နှက်ကြီးနဲ့တစ်ချက်អော်ပြီးငြိမ်သွားတာအသက်မရှိတော့ဘူးတဲ့ဗျဖြစ်မှဖြစ်ရလေဗျနေပေါင်းသူတို့ကြွေးတွေအောင်ပဲရောက်ကုန်တော့ကိုစောဖေးရဲ့ကိုရှူရဝင်မေးတာဗျကြွေးတွေကတော့တင်းကုန်ထဲမှာပြင်ရောက်နေတာတဲ့ဗျဘာမှမဖြစ်သလိုပဲတဲ့ဗျဖြစ်မှဖြစ်ရလေဗျမမဲစင်ရကျုပ်တဲ့2နှစ်ပဲကြီးတာဗျမဲစင်ကမင်းတို့2နှစ်ကြီးတာပေါ့ကွာမောင်ရှူရငါနဲ့ကမိဝင်မိထွက်တဲ့အမေတို့ပြောတာဟိုကံမြင့်ကြီးကလည်းစိတ်မကောင်းတဲ့ပုံစံနဲ့ဝင်ပြောတယ်တကြီးကျွေးလူရင်တေးကတော့အချိန်ဆွဲလို့မဖြစ်တော့ဘူးပြောတကြီးရေကဲကျုပ်တို့လည်းအတူကအိမ်တန်းသွားကြမှာပဲဗျာအေးသွားကြမှာပေါ့ကွာငါလည်းလိုက်မှာပေါ့ပကြီးသွားရင်ကျုပ်တို့လည်းလိုက်မယ်ဗျာပြီးတော့ပကြီးကိုပြောရအောင်မယ်ဟောဒီမောင်တာတေကပကြီးတို့အခုဖြစ်နေတဲ့ကိစ္စမျိုးနားလေတယ်ဗျာသူ့မှာအတွေ့အကြုံတွေအများကြီးရှိတယ်ဆရာသမားတွေနောက်လည်းကောင်းကောင်းလိုက်ဘူးတယ်အေးဟုတ်လားမောင်တာတေအစင်သိမ့်လိုက်လေကွယ်အောက်ပြီးအောက်ရရောက်တော့ကျုပ်တို့ကိုတစိမ့်ကူညီခဲ့ပါမောင်တာတေရဲ့ကျုပ်လည်းပကြီးတို့ပြောဆိုနေတာတွေနားထောင်နေကြရတယ်ကျုပ်တခုမေးချင်တာအရင်တော့ဒီကျွဲလူအိမ်မှာဒါမျိုးဖြစ်ခဲ့ဘူးသလားဗျဒါမျိုးတစ်ခါမဖြစ်ဘူးမောင်တာတေရဲ့ဦးရွှေရပြပြတဲ့လေးဝင်ပြောတာဗျဒါဆိုရင်တခြားလွင့်လာတဲ့အကောင်ပဲဗျဒီတရေကြီးရတယ်တော်တော်စိုးတယ်ပုံပဲကျုပ်ချီနေကြည့်ပြီးလှုပ်တင်တာလှုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ကွာတော်သေးတာပါငါရွှေရဆရာမရှာရပဲဆရာအိမ်ပေါ်အစင်းသိရောက်နေပြီလို့ပဲပကြီးကျုပ်ကဆရာမဟုတ်ပါဘူးဗျဒါမျိုးကိစ္စတွေကဘုသူတရှိတာပါဗျာဆရာဟုတ်မဟုတ်ပါမောင်တာတီရဲ့ကျုပ်တို့ကမောင်တာတီအကူကြရတာပါကွာစကားလက်စားတက်ပြီးအတူပါအိမ်ကိုကျုပ်တို့လာခဲ့ကြတယ်ရာသီကစောင်းရသည်ဗျဒါပေမဲ့အောက်ပြည်ကစောင်းတွင်ကကျုပ်တို့အညာသားတွေအတွက်တော့နေလို့ကောင်းရုံလေးပဲဗျလုံးဝမချမ်းတာတကြီးရကျုပ်တို့လူစုထွက်လာတော့မူချုပ်စားပါဗျာတကြီးကငါတို့ဓမီတဝင်းဝင်းနဲ့ထိုးသွားနေတာဗျအိမ်ဒီမှာတော့ရေနံစီမီးအိမ်လေးတွေထုံးလို့ပေါ့ဗျာအိမ်ဒီရှိကဖြတ်သွားတဲ့လူတွေစုပြီးကျွဲလူအိုင်တရေကြောင်ပြောနေကြတာဗျဒီတည်င်းကတရွာလုံးကိုပြန့်နေတဲ့ပုံပဲဗျလူတွေအကုန်လုံးလဲကြောက်နေကြတဲ့ပုံပဲဗျလူဆိုတာတရေတစီကြောက်တဲ့အမျိုးပဲဗျကြောက်တာပေါ့ခွေးတွေကြောင်ကြောက်နေပြီတအီနဲ့အောက်တွေတိုးဝင်နေကြတယ်လေဗျဒါမျိုးတွေကြုံပူးပေါင်းများနေပါပြီလေရွာတွေကိုကြောက်စရာကောင်းတဲ့မကောင်းဆိုးရတော့ရောက်နေတာတေချာနေပြီပေါ့ဗျာကျုပ်ကဆရာတော့မဟုတ်ပေါ့ဗျာဒါပေမဲ့ပြောရရင်တော့ဆရာတစ်ပိုင်းလူဖြစ်နေတာပေါ့လေကျုပ်သွားလေရအောင်ကျုပ်ရဲ့ဆေးလွယ်အိမ်ယူလာနေကြဗျအခုလေတကြီးတို့လူစုနဲ့အတူပါအိမ်လိုက်မလာခင်အိတ်ကိုကျုပ်ယူပြီးဆလွယ်တိုင်းလွယ်ခဲ့တာဗျကျုပ်တို့အတူပါရဲ့ရောက်တော့အတူပါကပြင်အောင်ထားပြီဗျအောက်ပြီးအောက်ရွာထုံးစံတိုင်းပေါ့ဗျာဝချမ်းတွေကိုကတ်စီးပြီးအလောင်းစင်လောက်ထားတာပေါ့ညနေကမှကျွေးလူရိုင်သေးလိုက်လို့ရုတ်တရက်တေသွားတဲ့ဒေါ်မဲစင်ရဲ့အလောင်းကဝကတ်ပေါ်မှာဆက်ဆံကြီးပေါ့ဗျာထုံးစံတိုင်းအလောင်းကိုတပိန်အသက်အင်ဂျီအသက်တွန်းထားတယ်ဗျဘာသားတွေလည်းဟိုကရောက်လာဒီကရောက်လာနဲ့ဆူလုံနေတာပေါ့ဗျာအတူပါအိမ်မှာပြောတဲ့အကြောင်းအရာတွေတခုတည်းပဲဗျအဲ့ဒါတော့ပစိုးကွက်တုံကြီးပေါ်တာတဲ့ကျွေးလူရိုင်သေးရဲ့ကိုရွှေရဲ့သားမဆဲကိုတုံးသားငအေးနဲ့တရေစီးတဲ့ကျွေးလိုက်ခံရတဲ့ဒေါ်မဲစင်ရဲ့အသေးဆိုးပြီးတော့ကနဆိုပင်ကြီးရှိတဲ့ကျွေးလူအိုင်ဘက်ကိုမသွားကြဘူးကျွေးတွေကိုလည်းအဲ့ဒီဘက်မလွတ်ဖို့ပေါ့ဗျာဒေါ်မဲစိန်တို့အိရှိမှာကနဖင်းတစ်ခုကိုလည်းညာတွင်ချင်းထိုးကြရလေတဲ့ဗျဟိုကတလုံးဒီကတလုံးနဲ့ယူလာတဲ့အောက်လင်းတမင်းကြီးတွေလေးလုံးထွန်းထားတာနဲ့မီးတွေလင်းထိန်နေတာပါဗျာအလောင်းကတော့အိမ်ပေါ်မှာပဲရှိသေးတာဗျအိရှိကဖျားကန်းလိုနေရာမှာကျိုးတို့တွေစုပြီးထိုင်နေကြတာပေါ့ဗျာအိမ်နောက်ဘေးမိဖို့ကြောင့်မှာတော့အတူပါလာတဲ့လူတွေကိုကျွေးဖို့မွေးဖို့စတိုင်းချက်နေပုံပဲဗျဟင်းနန်းကအိရှိတီထွက်လာတယ်အပြာကြီးကျန်းနံလည်းရတယ်ကျုပ်ထိုင်နေတာကအိရှိကိုကြောပေးထားတာဗျဒီတော့ကျုပ်မျက်စိတွေကဒေါ်မဲစိန်ရဲ့အလောင်းကြီးကိုမြင်နေရတာပေါ့ဗျာကျုပ်စိတ်ထဲမှာကနေကိုရည်ရွယ်လိုက်မိတာဗျကျုပ်မြင်နေရတဲ့ဒေါ်မဲစိန်ရဲ့အလောင်းကြီးကတော့ဒလေးအတိုင်းပေါ့ဗျာခြေထိတ်လက်ထိတ်ခတ်တာပေါ့လေခြေမနှချောင်းကိုပူပြီးအချီကျိုးရဲ့အထက်ထက်ချီတုတ်ထားတာလေဗျာဒီလိုပဲလက်နှစ်ဖက်ကိုလည်းရင်ဘက်ပေါ်ရှက်ပြီးလက်မနှစ်ဖက်ကိုအချီကျိုးနဲ့ခိုင်ချီတုတ်ထားတာပေါ့ဗျာတကယ်ကတော့အလောင်းတောင်းလာတဲ့အခါကိုယ့်ကိုယ်ကာယမဖြစ်အောင်လုပ်တာပေါ့ဗျာကျုပ်ကကနေဖြစ်သွားတာဒေါ်မဲစိန်ကိုခြီထားတဲ့ခြေထိတ်ကျိုးတွေပြတ်ထွက်သွားလို့ဗျာလက်ကိုခြီထားတဲ့လက်ထိတ်ကျိုးတွေလည်းပြတ်ထွက်သွားပြီဗျကျုပ်ကြည့်နေတော့မှပဲဇမင်ဖားလာနဲ့ဒေါ်မဲစိန်ရဲ့အလောင်းကြီးဝုန်းကနေထထိုင်ပြီးတဟာနဲ့အိုရင်နေတာပဲဗျအလောင်းကြီးထားလာပြီပြေးကြအလောင်းကြီးထားလာပြီအတန်မျိုးစုံအော်ပြီးအိမ်ဘောကလူတွေဆင်းပြေးကြတော့တာပဲဗျအိမ်ဘောမှာကျုပ်ရဲ့ကိုညွန့်မောင်ရဲ့ကိုရှူရဲ့ကိုကံမြင့်ရဲ့ပဲကျန်တော့တာဗျဒိန်လို့ဝင်းုံသုံးကားနဲ့ကိုဆင်းပြေးတော့တာပဲပေါ့ဗျာရက်ပြက်သလားတော့အောင်းမေးရတယ်
ရွာထဲကလူတွေလည်းပြေးလာပြီးကြည့်ကြတယ်ထင်တယ်ပြုတ်အိမ်ရှိမှလူကိုဖွေးနေတာပဲဗျာဒါပေမဲ့အိမ်ပေါ်တော့ဘယ်သူမှမတက်ရဲကြဘူးဗျာတချို့ကလည်းဒေါ်မဲစိန်မတည်သေးဘူးလို့ပြောကြတာကြုတ်ကြားနေရတယ်ဗျာငါ့ကိုကြွေးကြငါစားတယ်ဟာသမင်ဖားလျာကြီးချတဲ့ဒေါ်မဲစိန်ရဲ့အလုံးကြီးကမျက်စိကြီးစုံမိတ်ပြီးអော်နေတာဗျာတစ်ဆက်တော့ဒီတည်းကဒေါ်မဲစိန်တော့ထက်ကတ်လိုက်လာပြီးတော့ဒေါ်မဲစိန်အသက်ထွက်သွားတဲ့ကဒေါ်မဲစိန်ရဲ့ကိုကနေဝင်လိုက်ပုံပဲဗျာဒါဖုတ်ကောင်စစ်ပဲဦးရွှေတို့ကိုကမြင့်တို့အခုနေနှဝင်တဲ့တယောက်တော့အမြန်ရှာလို့ရနိုင်မလားကျုပ်ကရုတ်တရက်မေးလိုက်တော့ကိုရွှေကချက်ချင်းပြန်ပြောရတာဗျာဟာမော်တာတေးကလည်းအခုဆုံးသွားတယ်မမဲစိန်ကနှဝင်တယ်လေကွာအာငရွှေမဲစိန်ကတေသွားပြီလေကွာဘလို့လို့ခေါ်လို့ရမှာတော့မောင်တာတီပြောတာရွာတွေကနှဝင်တဲ့တယောက်ယောက်ပြောတာအော်ငါလည်းရောင်မှားမှားပြောလိုက်တာထင်ပါရဲ့ကွာအေးရှိတယ်ဟော်ဒီကမြင့်မိမကဒီရွာမှာမမဲစိန်အပြိုင်ဟောနိုင်ပြောနိုင်တယ်နှဝင်တယ်ပဲကွာဟာနေရာကြသဗျာကဲကိုကံမြင့်ခမည်းမိမောင်မြင်မြန်ပြန်ခေါ်ပြီးတော့ဗျာဒီလိုမှမဟုတ်ဒီတေးကခမားတို့ရောဆက်ပြီးဒုက္ခပေးနေတော့မှာပဲဗျလို့မောင်တာတီရဲ့အခုထိုင်နေတာမဲစိန်ကြီးမဟုတ်လားကွာမဟုတ်ဘူးဗျကိုကံမင်းရဲ့အဲ့ဒါခမားတို့ပြောတဲ့ကျွေးလူရင်တေးကြီးဗျဒေါ်မဲစိန်ဝိညာဉ်ခွာသွားတဲ့အချိန်အသက်မကုန်ခင်သူဝင်နေလိုက်တာသူ့ကိုနှင်မထုံနိုင်ဒီကိုတွေကတော်တော်နဲ့ထွက်မှာမဟုတ်ဘူးဗျအေးဟုတ်လားဒါဆိုငါခုပဲငါမိမသွားခေါ်လိုက်ခဲ့မယ်အင်းရှိကလူကြီးကတော့စူညံနဲ့ပေါ့ဗျာကဲတကြီးဒီကောင်ကြီးကိုထမင်းကျွေးလိုက်ဗျမစားရမချင်းအေးမှာမဟုတ်ဘူးဗျဒီပါဦးမောင်တာတီရဲ့စားပြီးရင်ဒီကောင်ကြီးထွက်သွားမှာလားဒီပုံစံထွက်မဲ့ပုံမဟုတ်ဘူးတကြီးရဲ့ဆက်စားနေဦးမှာဗျာအဲ့ဒီကိစ္စတကြီးမပူနဲ့ကြုတ်လုံးမယ်အခုတော့တကြီးထမင်းကျွေးထားလိုက်ဦးဗျာအေးကဲမောင်ရွှေအိမ်ထဲမှာလည်းဘယ်သူမှမရှိကြတော့ဘူးကွာမင်းမဲထမင်းကျွေးလိုက်ကွာတကြီးကခိုင်းတော့ကိုရွှေကအိမ်တော်ဘေးကိုဝင်သွားတယ်ကိုညွန့်မောင်လည်းနောက်ကလိုက်သွားတယ်ဗျာဟောကိုရွှေနဲ့ကိုညွန့်မောင်ပြန်ထွက်လာပြီလင်မန်းကြီးလည်းထမင်းတွေပုံပြီးစောကလူတွေကျွေးဖို့ချက်ထားတဲ့စက်သားဟင်းတွေအပေါ်ကလောင်းထဲလာတာပေါ့ဗျာဗမဲစိန်ကြီးကလည်းသပင်ဖားလျာကြီးနဲ့အလောင်းစင်လောက်ထားတဲ့ဝက်ကပ်ပေါ်မှာတင်မီတွေကိုကြီးချိတ်လျက်ထိုင်လို့ပေါ့ဗျာဟာငါစားမယ်ငါကိုကျွေးကိုရွှေရထမင်းလင်မန်းကြီးကိုထိုးပေးလိုက်တယ်ကိုညွန့်မောင်ကရေဖလားကြီးကိုဘေးမှာချပေးလိုက်တယ်ဗျဟာစားပြီပြုတ်ဒေါ်မဲစိန်ကြီးပေါင်ကြီးကားရထိုင်ပြီးစားနေတာဗျကြရိုးတွေတချွတ်ွားပြီးစားနေတာပြုတ်တကယ်တော့ဒေါ်မဲစိန်ကြီးဘယ်ဟုတ်မှလဲဗျကျွဲလူအိုင်တရေကြီးစားနေတာပေါ့မောင်တာတီဟောတာငါမိမမဲတင်းကွာမင်းလိုလာတာပြောကိုကံမြင့်နဲ့သူ့မိမရောက်လာပြီဗျကျုပ်အလုပ်စားလို့ရတော့မှာပေါ့လေကဲတကြီးကျုပ်အလုပ်စားလို့တော့မယ်ဗျလောက်ပါမောင်တာတီရဲ့လောက်ပါငါတို့ရွာသားတွေကိုကျုံတို့ကူညီခဲ့ပါအောင်ကွာကဲကိုရွှေအိရှိမှာအုံတဲ့လူတွေဟိုဘက်ဒီဘက်ခတ်ဝေးကတ်ခိုင်းဗျလမ်းပေါက်ကျလိုချင်တယ်အခုကျုပ်ပင်းမဲ့သူကကျွေးလူအိုင်တေးတဲ့အစတရမကကျန်းတဲ့သူဗျအေးဟုတ်လားဘယ်သူများတော့ဝဲမောင်တာတီရဲ့တကြီးကကျုပ်စိုးရင်တကြီးလမ်းမေးလိုက်တယ်မဖဲဝါလေးတကြီးရဲ့အေးဆိုတော့တကြီးပါဇက်ကလာတဲ့အံဩတဲ့တန်ပေါ့ဗျာဆိုတာကြီးကတော့ကိုရွှေရဲ့ပါဇက်ကထွက်လာတဲ့အာမေဒိတ်တန်ဗျကိုရွှေအိရှိကလူအုပ်ရှင်းတယ်ဝင်ပေါက်ပေါ်လာပြီးကိုရွှေနဲ့6လိုက်ပုံရတယ်ဗျလူတွေရှဲသွားပြီဘာသာမှမထွက်ပဲညင်နေကြတယ်ဗျကျုပ်ကနှဝင်တဲ့ဒေါ်မတင်ကိုခေါ်ပြီးအိမ်ပြင်ထွက်လာခဲ့တယ်အိမ်ပြင်မှာထွန်းလာတဲ့အောင်နေတမင်းကြီးကိုငိမ့်ခိုင်းလိုက်တယ်မီလင်းအောင်မဖဲအောင်မပေဝင်ဘူးဆိုတာကျုပ်သိတယ်လေဗျဒေါ်မတင်ကသပင်ဖားလျာကြီးချပြီးလက်အုပ်ချီရတယ်မြေပြင်မှာကျုပ်ကလေးထိုင်လို့ပေါ့ဗျာကျုပ်ကလွယ်အိတ်တွေကမဖဲဝါကျုပ်ကိုအပ်ထားတဲ့ကိုလူကိုခွဲအယုတ်ကလေးကိုထုတ်ယူလိုက်တယ်ပြီးတာနဲ့မဖဲဝါကိုကျုပ်ပင့်တယ်ဒီတော့မှပဲအိမ်ထဲမှာစားတောက်နေတဲ့ကျွေးလူအိမ်တရေကြီးကစားတောက်လို့ပြီးသွားပြီဗျငါ့ကိုဆေးလိတ်တိုက်ငါဆေးလိတ်တောက်ချင်တယ်ဒီတရေလေးတန်တော်တော်မာလာပြီဗျနောက်ဆိုရင်ဒီရွာလုံးကိုဒုက္ခပြီးတော့မှတေးရတယ်ကိုညိုမောင်ကဆေးဘောလိတ်တစ်လိတ်ကိုမီးညှိပြီးပေးလိုက်တယ်အောက်ပြီးအောက်ရတောရတွေမှာတောက်တဲ့ဆေးဘောလိတ်ဆိုတာ9မူလုံးလောက်ရှိတာဗျအဲ့ဒီဆေးဘောလိတ်ကြီးကိုတရေကြီးကအားရပါရဖွာနေတယ်ဟောလာပြီကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါကိုပွားရုပ်လေးစက္ကနဲ့တုံသွားတယ်ဟာဝင်သွားပြီပြုတ်ဒေါ်မေတင်ရဲ့ကိုယ်ထဲကိုမဖဲဝါရောက်သွားပြီဒေါ်မေတင်ကလက်ကြီးတွေကိုကိုက်ပြီးထိုင်ဟန်းနေထလာတယ်အိမ်ထဲကိုမျက်လုံးပြူးကြီးနဲ့လှမ်းကြည့်တယ်မဖဲဝါကျုပ်တက်တယ်ပါအောက်ပြီးကိုအလဲလာရင်ဒီမှာအခက်ခဲကြုံနေလို့မဖဲဝါကိုညီတောင်းတာပါကျွေးလူအိုင်မှာနေတဲ့ဒီသေးကဘယ်ကရောက်လာမှမသိဘူးမဖဲဝါဒေါ်မဲစင်းကိုတက်ပြီးကိုယ်ထဲဝင်နေတယ်အလောင်းစင်ပြင်ပြီးမှထလာပြီးစားလာတောက်လာတွေလုံနေတယ်ဗျဒီကောင်ကြီးကိုရှင်းပေးပါမဖဲဝါအိမ်ထဲကိုစောက်ကြည့်နေတယ်ဗျဒါတောကြီးတစ်စီတကောင်ဟဲ့ဒါကြောင့်ဒါအကျန်းနေတာနေကြုံပြီးရောက်လာတာမပူနဲ့ငါပြန်ခေါ်သွားပေးမယ်ဟေးအိမ်ထဲအကောင်ထွက်လာခဲ့စမ်းအဖေဝါအတန်ကြီးကဟိမ့်ပြီးထွက်လာတယ်ဒီကျင်လို့လားဘယ်အကောင်မှတော့တီကျင်နေခုထွက်ကြည့်တောကြီးတစ်စီကောင်အောင်မကောင်မသေးပြီတော့ပြောဆိုနဲ့ဒေါ်မဲစိန်ကြီးကဇမင်ဖားလျာကြီးနဲ့အိမ်မြုံထွက်လာတယ်အိမ်ပြင်ရောက်တော့ဒေါ်မဲတင်ကိုတွေ့တာပေါ့ဗျာကြော့မတာမဒါတော့ပြောဆိုနဲ့ဒေါ်မဲစိန်ကသူ့လက်ထဲကမီးရေးဆေးဘောလိတ်ကြီးနဲ့ဒေါ်မဲတင်ကိုလှမ်းပစ်လိုက်တယ်ဒါကလူတွေရဲ့အမြင်ပေါ့ဗျာညနေကတည်သွားတဲ့ဒေါ်မဲစိန်နဲ့နှဝင်တဲ့ဒေါ်မဲတင်ပေါ့တကယ်ကတော့ကျွေးလူရဲ့တရေကြီးနဲ့မဖဲဝါပေါ့ဗျာမဖဲဝါတရေကြီးပစ်လိုက်တဲ့ဆေးလေးကိုလက်နဲ့ပုတ်ထုတ်လိုက်ပြီးတရေကြီးကိုဆူဆူဝါကြည့်တယ်ကျွေးလူရဲ့တရေကြီးမဖဲဝါမှတည်သွားပုံရတယ်ဗျာမဖဲဝါရှိကိုတလန်းချင်းလျှောက်လာပြီးဒူးထောက်တယ်မဖဲဝါရဲ့လက်ဝါးကြီးတစ်ဖက်လေထဲမြှောက်တက်လာပြီးပြန်ကျသွားတယ်ဘုံကျွေးလူရဲ့တရေကြီးအကျိုးကုန်းပေါ်3ချက်ဆင့်ရိုက်လိုက်တယ်ဟာမ
ဒေါ်မဲစေးအလောင်းကြီးဝမ်းလျားမောက်လဲကျသွားပြီပြုတ်ဟောမဖဲဝါဝင်နေတဲ့ဒေါ်မေတင်ကြီးလည်းခွေခနဲ့လဲကျသွားပြီဗျကျုပ်ကဒေါ်မေတင်မျက်နှာကိုရေနဲ့တောက်ပြီးခက်မြက်မြက်နှိုးလိုက်တယ်ဒေါ်မေတင်တတိပြန်ရလာပြီကဲကိုချွေခင်ဗျားတို့လူတွေခေါ်ပြီးဒေါ်မဲစေးအလောင်းကိုပြန်ပြင်ကြပြီတော့ဗျာပြီးတော့အောက်လင်းတက်မင်းကြီးတွေပြန်ထုံးတော့ပြုတ်ခင်ဗျားတို့ရွာမှာဘာအတဲမှမရှိတော့ပါဘူးဗျာဟာဟုတ်လားမောင်တာဒီတကြီးကကျုပ်ဝမ်းပန်းတတမေးတယ်ဗျာဟုတ်ပါတယ်တကြီးနေကြုံပြီးရောက်လာတဲ့တိုးကြီးတစ်စီကိုမဖဲဝါပြန်ခေါ်သွားပါပြီဗျာဘာမှမရှိတော့ပါဘူးရွာသားတွေလည်းဒီတော့မှစူညံနဲ့လှုပ်ရှားရှိတာတွေပြန်လုပ်တော့တာပေါ့ဗျာ2ရက်3ရက်နေတော့ကိုညွန့်မောင်နဲ့ကျုပ်အညာပြည်ကိုပြန်ခဲ့ကြတယ်ဟုတ်ကဲ့ပါဒါကတော့မဖဲဝါကိုဖမ်းမဲ့ကဝေစာအုပ်တဲကကျွဲလူအိုင်တရေဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ် channel လေးကိုလည်း like and subscribe တွေလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဇလန်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်